စဉ်းစားကြည့်ပါနော်တယောက်နဲ့တယောက်ရန်နေဖြစ်ကြရတာနော်တယောက်နဲ့တယောက်စိတ်ထဲမှာမုန်းနေကြရတာဟုတ်လားတရက်ကွက်နဲ့တရက်ကွက်တရွာနဲ့တရွာတစ်မြို့နဲ့တစ်မြို့တစ်နိုင်ငံနဲ့တစ်နိုင်ငံဒါကြီးကြီးကျယ်ကျယ်ပြောကြည့်တာနော်ဟုတ်လားအဲ့ဒါလို့တအုပ်စုနဲ့တအုပ်စုရန်နေနဲ့တယောက်ကိုတယောက်မုန်းပြီးတော့တယောက်ကိုတယောက်ကြောက်ပြီးတော့ဘေးတွေဒဏ်နေနဲ့မငြိမ်မချမ်းနေကြရတာဟာဒီမနာလိုခြင်းဝင်တိုခြင်းကိုအခြေခံတာပဲငါထက်သာသွားမှာလားစိုးရိမ်နေပိသက်ရင်သူရဲ့ကိုရဲ့လို့ခွဲခြားလိုက်တဲ့ကိုကစပြီးတော့ကိုထက်သာသွားမှာကိုဘာဖြစ်တယ်လဲစိုးရိမ်နေသူ့အုပ်စုကိုအုပ်စုအဲ့ဒါလို့ကွဲလိုက်ပြီးဆိုတဲ့ကစပြီးတော့ကိုအုပ်စုကตาခြင်းတယ်သူ့အုပ်စုကိုကိုထက်တော့မตาသေးခြင်းဘူးตาမှာကြောက်တယ်ตาရင်လည်းပဲစိတ်ထဲမှာမကျေနပ်ဘူးအဲ့ဒီမကျေနပ်တာကိုဘာခေါ်မလဲမနာလိုဘူးဟုတ်လားအေးကိုလိုကောင်းတာတွေသူတို့ရသွားမှစိုးရိမ်နေဝင်တူတယ်ဧတတို့လောကကြီးမှာမရှိဘူးလားအဲ့ဒါတွေရှိတယ်အဲ့ဒီမနာလိုခြင်းဝင်တူခြင်းဆိုတဲ့တရားတွေဟာတတ္တဝါတွေကိုအင်မတန်ပူလောင်စေတာပဲနော်အတူတူလုပ်ငန်းတူလို့ရှင်ပိုးတောင်သိတာသေးတယ်နင်းတခါကြီးဒီမိုင်းများလုပ်ငန်းတူပြီဆိုရင်ပိုးပြီးတော့မထင်ရှားဘူးလားထင်ရှားတယ်သူ့ဆိုင်ကငါဆိုင်နဲ့ပိုးရောင်းကောင်းတယ်ဆိုရင်စိတ်ထဲမှာခံရတာဘလို့နေတော့မသက်သာဘူးနင်းတခါကြီးဒီမိုင်းများဟုတ်လားအဲ့ဒီတော့အဲ့ဓာတွေကိုပျက်စီးသွားအောင်တချို့ဆိုလို့ရှိရင်ရဲဆက်ဆက်လုပ်ကြတာတွေမရှိဘူးလားရှိတယ်နောက်ွယ်ကနေပြီးတော့လုပ်ကြတာတွေမရှိဘူးလားတချို့ဆိုလို့ရှိရင်မနာလို့သူ့ရဲ့ဆိုင်ကိုမကောင်းတဲ့အင်းအိုင်ခလက်တွေသွားပြီးတော့တိတ်တဆိတ်မြုပ်နှံထားတာတောင်ရှိတယ်လို့ကြားဘူးတယ်နော်သူများကိုပျက်စီးရပျက်စီးကြောင်းတွေဘာလို့တာလဲကြံတာမနာလိုတဲ့စိတ်တွေကကြီးထွားလာပြီဆိုတော့သူများကိုပျက်စီးစေခြင်းလားမုန်းတီးမှုတွေကြီးထွားလာတာအဲ့ဒါကိုတစ်ဖက်ကလည်းသိလာပြန်တော့ငါ့ကိုပျက်စီးစေခြင်းနဲ့လို့သိရမယ်ငါကလည်းမင်းကိုပြန်ပြီးတော့ချမယ်ဆိုပြီးတော့ပြန်ပြီးတော့သူကလည်းဆွမ်းအားရှိတော့မလုပ်ဘူးလားလုပ်တယ်အဲ့ဒါလို့နီးနဲ့တတ္တဝါတွေဟာတယောက်နဲ့တယောက်တအုပ်စုနဲ့တအုပ်စုဟုတ်လားတစ်ဖွဲ့နဲ့တစ်ဖွဲ့မညီမညွတ်ဖဲနဲ့မုန်းတီးမှုတွေနဲ့ပူပူလောင်လောင်ခံစားမနေကြရဘူးလားခံစားနေကြရတယ်အခြေခံကဘာလဲမနာလိုခြင်းဝင်တိုခြင်းကျောင်းဆရာသိကောင်းတယ်တော့ဒကာကြီးဒီမိုင်းများဦးဇင်းတို့မနာလိုခြင်းဝင်တိုခြင်းဆိုတဲ့တရားတွေဖြစ်လာလို့ရှိရင်ပြစ္ဆုတ်ပံမှာလည်းပဲပူလောင်တဲ့အချိုးမဲ့တွေတယောက်နဲ့တယောက်ဒုက္ခတွေအကြီးအကျယ်ပေးကြတာဟုတ်လားတန်တရားမှာလည်းပဲအကြီးအကျယ်ဆိုးဝါးတတ်တယ်ဦးဇင်းတို့ငယ်ငယ်တုန်းကနှစ်တန်းလုံးကနဲ့တူပါရဲ့စာလေးသင်ခဲ့ရဘူးတယ်ဦးဇင်းတို့အရွယ်တွေဆိုရင်သိလိမ့်မယ်နော်အိုးဒိန်းတယ်နဲ့ခဝါတယ်ဆိုတာလေဟုတ်လားကြားဘူးတယ်နော်အေးခဝါတယ်အဝိရှော်တဲ့ခဝါတယ်ကကြီးပွားတော့အိုးလုတ်ပြီးတော့ရောင်းတဲ့အိုးဒိန်းတယ်ကမနာလိုတော့ဘုရင်ကြီးဒီကိုသွားပြီးတော့ဘုရင်ကြီးကညံနေတော့ဘုရင်ကြီးရဲ့ဆင်ကြီးကမဲနေတာကြည့်မကောင်းပါဘူးအိုးဒိန်းတယ်ကိုဖြူအောင်ဖုတ်ခိုင်းမှလားလို့မပြောဘူးလားဘာကိုအခြေခံတာလဲမနာလိုတာကိုအခြေခံတာအဲ့ဒါလို့မနာလိုတာကိုအခြေခံတော့ဘုရင်ကြီးကအဲ့ဒါလို့ဆိုရင်ခဝါတဲ့ကိုခေါ်ပြီးတော့ငါရဲ့ရှင်မဲကြီးကိုဖြူအောင်ဖုတ်ပေးလို့ခိုင်းတာခိုင်းတော့ခဝါတဲ့ကတိတ်မဲတဲ့အရာတွေဆိုရင်ပေါင်းတင်ပြီးတော့မှပြုတ်ပြီးတော့မှဖို့ရတဲ့သဘောရှိပါတယ်ဒါကြောင့်ဒီရှင်ကြီးကိုပြုတ်လို့ရအောင်ဒီရှင်ကြီးဆန့်တဲ့အိုးတလုံးပေးသနာတော်မူပါဆိုတော့မှမနာလိုခြင်းစိတ်ဓာတ်ကမြားဦးကဘယ်ဘက်ပြန်လှည့်လာတာတော့ကိုယ်ပဲပြန်လှည့်လာတာအဲ့ဒီကြောင့်မှဟေးအိုးဒိန်းတယ်လာခဲ့ဆိုပြီးတော့မလုပ်ခိုင်းတာလေအိုးလုပ်ခိုင်းတာငယ်တုန်းကမှတ်မိနေသေးတယ်နော်အိုးကပါတော့လည်းပဲဆင်နှင်းတော့မခံနိုင်လို့ကွဲရတယ်ထူလွန်းတော့လည်းမကြက်နိုင်ဖြစ်ရတယ်ဒီဆင်ကြီးအတွက်အိုးလုပ်ပေးနေရတာနဲ့အိုးဒိန်းတယ်ဟာသူရောင်းဖို့အိုးမလုပ်ရတော့မင်းနဲ့နောက်ဆုံးဆင်းရဲမွဲတေပျက်စီးသွားရတာဒါကြောင့်မနာလိုခြင်းဆိုတဲ့သဘောတရားဟာပြစ္ဆုတ်ပံမှာလည်းပဲကိုယ်စေတနာကိုယ်အကျိုးပေးပြီးတော့မပူလောင်ရဘူးလားပူလောင်ရတယ်ဟုတ်လားတကယ်ကြီးမိုင်များတန်တရားမှာလည်းပဲသိကြောက်စရာကောင်းတယ်ပိဿတို့ကြားဖို့ပါတယ်အမြက်ကလေးလောက်ပြောမယ်ဗျာပြောစရာသိကောင်းလုံးလို့ကြားဖို့ပေမဲ့လို့တတိထားတရားကောင်းလို့ပြောမယ်လောတကတိတ်တကြားဖို့တယ်နော်ဒီလူတွေကတ္တပမြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးလေသူ့ရဲ့ကျောင်းကိုယဟန္တာတစ်ပါးကြွလာတော့သူ့ရဲ့ကျောင်းတကာဆွမ်းတကာကကျောင်းလိုက်လာပြီးတော့ကြီးညိုတာကိုအဲ့ဒီယဟန္တာကိုကြီးညိုတော့သွားပြီငါရဲ့တကာကတော့ပျက်စီးပြီစိတ်ထဲမှာမနာလိုတဲ့သဘောကိုယ့်ရဲ့တကာကိုဝင်တိုးတဲ့သဘောအဲ့ဒီမနာလိုခြင်းဝင်တိုးခြင်းမိတော့ကစိတ်နှလုံးကိုလောင်ညှိုက်ဟုတ်လားအဲ့ဒါနဲ့တကာကပင့်သွားတာမနဲ့ကြတော့အရှင်ဘုရားဆုံးပုံပေးကြွပါဘုရားဒ
တပည့်တော်အဲ့ဒီအာဂန္တုကိုတခါတည်းပင့်ခဲ့ပါဗျာဟောအဲ့ဒီကျတော့မနဲ့ကြတော့သူကအာဂန္တုကိုတော်ကိုသူ့ရဲ့တကားအိမ်ကိုမလိုက်စေခြင်းဘူးလိုက်လာရင်ကြီးညိုသွားရင်အကျိုးကြီးနေရကြီးရဲ့ဟုတ်လားအဲ့ဒါနဲ့ဘာလုပ်လဲကြောင်းတကားကိုလက်သေးလေးနဲ့သွားချစ်တာနော်ကိုရောက်တော့ဝိတရားကြီးပြောမှလေဟာမင်းကသာကြီးညိုနေတာပါမင်းဘုန်းကြီးကမြင်ငါနှိုးတာကိုနိုးကိုမနိုးဘူးလို့သူကပြောမှမနာလိုခြင်းဆိုတာအဲ့လိုကောက်ကျစ်မှုကိုဖြစ်စေတာကိုဟုတ်လားခေါင်းလောင်းကိုလည်းသူလက်သေးလေးနဲ့သွားချစ်တာကိုရောက်တော့ငါခေါင်းလောင်းနေလဲထိုးပါတယ်သူနိုးကိုမနိုးတာဘယ်လိုပြောချင်တာအချက်ထဲကတော့ဘယ်လိုပြောတာတော့တက်ကေချောင်းနဲ့ခေါင်းလောင်းထိုးတယ်စာထဲကတော့အဲ့လိုမပါပါဘူးလက်သေးလေးနဲ့သွားချစ်တာအဲ့ဒါတကားအိမ်ထဲရောက်ရောအရှင်ဘုရားအာဂန္တုကိုတော့မပင့်ခဲ့ဘူးလားဖေရအိတ်လိုက်တာကွာမင်းကသာကြီးညိုနေတာငါကြောင်းတကားတွေလည်းခောက်ပါရဲ့ခေါင်းလောင်းတွေလည်းထိုးပါရဲ့သူအိတ်ရာကကိုမနိုးဘူးမင်းကသာကြီးညိုနေတာအိတ်တာမစ္စရိယကထွက်လာတဲ့စကလုံးတွေနော်ဆက်စုပ်เสียမကောင်းဘူးလားအေးအဲ့ဒီတော့ကျောင်းတကာကလူရည်လဲတယ်မဖြစ်နိုင်ဘူးသိတယ်အဲ့ဒါနဲ့အရှင်ဘုရားဆုံးဖုံးပေးပြီးရင်အဲ့ဒီအာဂန္တုကိုတော့ဖုံးပေးဖို့အတွက်ဟောဒီဆွန်းလေးအရှင်ဘုရားတပိတ်ထည့်ပြီးတော့ယူသွားပါအောင်ဘုရားတိတ်ကောင်းတဲ့သားပြိုးထမင်းဟင်းတွေကိုတပိတ်ထည့်ပြီးတော့ပေးတယ်အဲ့ဒီကျမှဒုက္ခရောက်တာကိုမုန်းတဲ့လူစားမဲ့ဆွန်းဟင်းကိုကိုတိုင်းသေသွားရမယ့်အဖြစ်ကိုဗျာဘလို့မှသီးမခံနိုင်ဘူးအဲ့ဒါနဲ့မြို့ကလည်းထွက်ရောငါဒီဆွန်းနေတာကျွေးလိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ငါเจ้าကနှင်းထုတ်လို့တောင်မှထွက်မှာမဟုတ်ဘူးဆိုပြီးတော့မနာလိုမှုဝင်တိုမှုတွေကအထွတ်အထိပ်ရောက်ပြီးတော့အဲ့ဒီဆွန်းနေဟင်းတွေကိုအမိုက်တွေကိုမီးရှို့လို့လောင်းနေတဲ့မိကိုတူထနေတဲ့ပြာဘူးပုံတွေကိုသွန်ပြီးတော့အဲ့ဒီပြာဘူးတွေနဲ့ဖုံးထားခဲ့တာနော်အဲ့ဒါကိုအာဂန္တုမထေရဟန္တာပုဂ္ဂိုလ်ကเจ้าကနေအကုန်သိတယ်ငါဆက်နေရင်ဒီပုဂ္ဂိုလ်ပို့ပြီးတော့အပြစ်ကြီးတော့မယ်ဆိုပြီးတော့เจ้าခေါင်ကိုဖောက်ပြီးတော့ထွက်သွားတာသူလည်းသိစီတော့ဆိုเจ้าရောက်တော့တကားကြီးကပိတ်ရက်အဲ့ဒါနဲ့ခောက်တယ်ဘာမှလည်းပြန်ပြောတာမကြားဘူးဆိုအဲ့ဒါနဲ့တကားကိုဖျက်ပြီးတော့ကြည်တော့အထဲမှာမရှိတော့ဘူးအဲ့ဒီကြာမှသိတယ်ငါသိအောင်တကိုးနဲ့ပြန်သွားတာငါဟာတဲ့အဲ့ဒီကြာမှ तू ပူလောင်တာနော်အိတ်တမစ္စရိယသမားနော်အစာတုံးကတော့ तू လှုပ်ချင်ရလှုပ်ခဲ့တာသိလားငါဟာတဲ့ငါရဲ့ဝမ်းရည်ဒီဟုသောအကြောင်းကြောင့်မသင့်တော်တာကိုငါလှုပ်ခဲ့တယ်ဆိုပြီးတော့နောင်တနဲ့အင်မတန်ပူလောင်နေမြန်မြန်အဲ့ဒီကိုတော့ပြန်လွန်တော်မူတယ်အဲ့ဒီတောကနဲ့နော်အဲ့ဒါငရဲကိုကြားတယ်ငရဲကလွတ်တော့ဘဝပေါင်းများစွာအင်မတန်ငတ်တယ်ဘလူဘဝ900တဲ့တဘဝပဲဝအောင်စားရတယ်အဲ့ဒီတဘဝမှာတော့တနက်ပဲဝအောင်စားရတယ်အဲ့ဒါဘာလဲဆိုတော့မိန်းမတစ်ယောက်ကကိုဝင်မွေးပြီးတော့မြုပ်လိုက်တဲ့အချင်းကိုသူစားရတယ်တဲ့နော်တန်ဝေကရအောင်ပြောတာနော်ခွေးဘဝ900ဖြစ်တယ်တဘဝပဲဝအောင်စားရတယ်အဲ့ဒီတဘဝမှာလည်းတနက်ပဲဝအောင်စားရတယ်အဲ့ဒါကဘာလဲဆိုတော့အံဘတ်ကိုစားရတယ်တဲ့နော်နောက်အဲ့ဒါသူကယဟန်ဘဝတုန်းကယဟန်တရားတွေလည်းအများကြီးအားထုတ်ခဲ့တာဆိုတော့ယဟန္တာဖြစ်မဲ့ကံကသူကပြုတ်ပြီးသားနော်အဲ့ဒါနဲ့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ရောက်တော့အင်မတန်ဆင်းရဲတဲ့သူပရိသေတွေနေတဲ့ကိုကစပြီးတော့အမေကိုဒုက္ခပေးတာသူဖြစ်တဲ့ရွာကိုဒုက္ခပေးတာပဲတရွာလုံးဒုက္ခရောက်တယ်အဲ့ဒါနဲ့တို့ရွာတဲ့လူယုံမှတယောက်တော့ရှိတယ်နဲ့တူတယ်ရွာကိုတဝက်ဝက်တယ်သူပါတဲ့ဘက်ကဆင်းရဲတယ်အဲ့တော့တချမ်းပြီးတချမ်းချမ်းလိုက်တာသူတို့တအိမ်နဲ့ကြံတယ်နောက်တော့နင်းကိုဝင်ရာကလေးကတို့အိမ်ဆင်းရဲတယ်ဆိုပြီးတော့အဲ့ဒီမိန်းမကိုအိမ်ကနှင်ထုတ်တယ်မအေးဆိုတော့သားကိုမွေးရတာပေါ့အဲ့ဒီကလေးပါသွားပြီးတော့တောင်းလို့ရှိရင်ဘာမှမရဘူးအဲ့ဒါမအေးကမွေးတော့မွေးတာပေါ့အဲ့ဒီသားလေးမတ်တရက်ပြေးနိုင်တဲ့အရွယ်ရောက်တော့ဒုက္ခဆက်ပြီးတော့မခံနိုင်တော့တာနဲ့အဲ့ဒီသားကိုစွန့်ပစ်ထားခဲ့တယ်နော်နောက်တော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးနဲ့တွေ့ပြီးတော့သူ့ကိုကိုရင်လေးဝတ်ပေးတယ်ဆိုကြပါစို့ဟုတ်လားစာတဲကတော့တန်ဝေကရတဲ့အကောင်းပါတယ်အမိုက်ပုံမှာသူများအိမ်ကထမင်းတွေဟင်းတွေပကံတွေပါတွေဆေးလို့ထမင်းလုံးလေးတွေကိုကြီးတွေငှက်တွေကောက်တယ်လို့ကောက်စားရတာတဲ့သူ့ဘဝကနော်ဒါပေမဲ့လို့ယဟန္တာဖြစ်မဲ့ဉာဏ်ပါရမီဓာတ်ခံကအိုးထဲမှာတောက်နေတဲ့စီမီလို့တလက်လက်အထဲထဲမှာရှိတယ်သူ့အကန္တနဲ့သူပဲနော်အဲ့ဒါနဲ့သူကိုရင်ဝဲနောက်ယဟန်ဖြစ်တဏှတ်မှာဝါအောင်မစားရဘူးနောက်တော့ယဟန္တာဖြစ်တယ်ယဟန္တာဖြစ်တော့လဲတဏှတ်မှာဝါအောင်မစားရဘူးအဲ့ဒါနဲ့သူငယ်ငယ်ရွယ်ရွယ်ပြိဋိဘံဆံတယ်အဲ့ဒါကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကဒီနေ့ပြိဋိဘံဆံတော့မှာပဲလို့သိတော့ပြိဋိဘံမဆံခင်သူ့ကိုတော့ငါတဏှတ်တော့ဆုံးဝါအောင်ကျွေးမယ်ဆိုပြီးတော့သူ့ကိုနောက်တော့ကနေခေါ်ပြီးတော့
ဝတိမြို့ထဲကိုဝင်နေသူပါတော့ဆွန်းဆွန်းမှမရအောင်အဲ့ဒါနဲ့သူ့ကိုဇေယျပေါ်ထားခဲ့ပြီးတော့တကားအိမ်ကြွသွားအဲ့ဒီကျမှဆွန်းစားရတဲ့ရှင်သာရိပုတ္တရာနော်ပြီးတော့ဆွန်းနေသွားပြီးတော့ပို့ခိုင်းတဲ့တကားတွေကိုအဲ့ဒီတကားတွေကမေ့ပြီးတော့သူတို့ပဲစားပစ်လိုက်တယ်မပို့ဘူးအဝကျွေးပါမယ်ဆိုတော့မှနေကလည်းလွဲသွားပြီအဲ့ဒီနေ့ဆွန်းလုံးလုံးငတ်တယ်ပြိဋိဘံဆံမဲ့နေ့နော်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကအကျိုးအကြောင်းမေးတော့တိတော့အင်မတန်တန်ဝေကဖြစ်တယ်။ဂိုင်းငါရှင်အဲ့ဒါလို့ဆိုရင်အချိန်လည်းမရှိတော့ဘူးဆိုပြီးတော့ကောသလမင်းရဲ့နန်းတော်ကိုသွားစတုမတုအလှခံပြီးတော့သူ့ကိုစတုမတုကျွေးတာတပိတ်ကိုလက်နဲ့ကင်ထားရတယ်။အဲ့ဒီတော့ဟုတ်မထေမြတ်ကလောတကဒိဋ္ဌကမစားရဘူးအဲ့ဒီယဟန္တာမထေကအဲ့ဒီတော့ငါရှင်စားပါတဲ့ရှက်မနေပါနဲ့ကြောက်မနေပါနဲ့ငါတကယ်လို့လက်ကလွတ်လိုက်ရင်ဒီစတုမတုတွေဟာပျောက်သွားလိမ့်မယ်တဲ့ဘလောက်ထိကြောက်เสียကောင်းတယ်လဲဘလောက်ထိစွမ်းတယ်လဲအိတ်တာမစ္စရိယပြစ္ဆုတ်ပံလည်းဆင်းရဲသေးတယ်တန်တရားလည်းဆင်းရဲစေတယ်လောကလူသားတွေအားလုံးကိုအဲ့ဒီအိတ်တာမစ္စရိယကအကုန်လုံးပတ်ပြီးတော့မှွေးနေတာဒါကြောင့်လောကကြီးရှုပွက်နေတာမငြိမ်းချမ်းနေတာ